ညနာမည်တန်းထွန်းမှာတန်းထွန်းတန်းထွန်းဟုတ်ကဲ့တန်းထွန်းကတင်ထွန်းနဲ့ညီကိုလားလို့မဆိုင်ဘူးတင်ထွန်းကမမြမေရမွေးတာမမြမေရဘာဆိုင်လို့တော့မမြမေရကိုသားရင်းနဲ့ကသူ့မောင်နှမလीဟုတ်ဘူးမမြမေသမီးတပည့်အသင်းတို့ကိုစမ်းမောင်တို့သိရမလားကိုစမ်းမောင်တို့စပယ်တင်းတို့အဲ့ဒါကိုစမ်းမောင်ကနောက်အိမ်တော်ပြုတ်သွားတော့ကိုစမ်းမောင်နောက်အိမ်တော်ပြုတ်သွားတော့ဟုတ်ကဲ့တပည့်အသင်းကသမီးလေစပယ်တင်းနဲ့ဘာဆိုင်လို့တော့ခင်ဗျာစပယ်တင်းနဲ့မတ်ကြီးဝင်းနဲ့ညီအမအရင်နေမကြီးဝင်းကကိုမြတ်စောညမပါဗျာဆိုင်ဘူးကိုမြတ်စောဆိုမြတ်စောရဲ့လှတောင်းရဲ့ဟန်ဝင်းရဲ့တင်ဝင်းရဲ့ဆိုတာသူကညီအကိုတေခင်ဗျာလက်သိရမလားဟိုမှာဟာဟိုယောဂဖြစ်နေတဲ့ခွေးလေးသိတယ်မလားကိုယောဂဖြစ်နေခွေးလေးလားခွေးလေးနဲ့မောင်လုံးနဲ့ဟွာအဲ့ဒါဒီတဲ့တညာနဲ့တွေဒါဟုတ်လိုက်စားတော့ဒီယောဂဖြစ်မှာပေါ့ခွေးလေးတို့မောင်လုံးတို့ဆိုတာကခင်ဗျာမဆိုင်ပါဘူးဗျာခင်ဗျာလေအုံးမောင်တို့ကြောင်ဝင်းတို့မသိဘူးလားအုံးမောင်နဲ့ကြောင်ဝင်းသိတာပေါ့အမတန်ပတ်စံချီးရဲ့အကောင်ကြီးသိတာပေါ့အုံးမောင်တွေပေါ့နှိုက်ရင်မြတ်တင်ရင်ညီမရင်အေးတင်ရဲ့ဖိုးခွေးရဲ့ဖိုးအေးရဲ့အဲ့ဒါသူကတူကြီးလေမဆိုင်ဘူးလေလင်းတွင်ဦးကကိုကောင်ကိုမွေးတာဖိုးထူးကိုမွေးတာဖိုးထူးကဘာဆိုင်လို့တော့ဖိုးထူးကမဆိုင်ဘူးဖိုးထူးကခင်ဗျာလေစူတီမန်နေဂျာတောက်တော့မရခိုင်းနေကောင်ခင်ဗျာလည်းရရ